မြေသားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့ဒါမှမဟုတ်ဘူး။ကလားဒီလမ်းကြောင်းကလားတော့ကတော့ဟာဒီရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရော။ဒီနေရာကတော့တော့နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာ။တရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကဲ့ကိုဘက်ဆက်သွားလို့မရတော့ဘူးမရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါကြီးကိုကားတစ်စီးမှာလဲတော့ဘာမှမဟုတ်ဘဲနဲ့ရှေ့ဘလို့ရတဲ့ကူးကြမှာရပါတယ်အပေါ်လေဆိုခုနိုင်တယ်လူကူမင်းတို့ဘယ်နဲ့များလေမင်းတို့